Okay, မင်္ဂလာပါဗျဒီဆက်တစ်ချိန်မှာထွက်မဲ့ကနန်းဆိုင်ကလေးတခုနည်းနည်းထူးခြားနေလို့ဗျအဲ့ဒါပြကြည့်ဘူးခုဒီမှာကလင်နာမှာဒီလိုမျိုးထိပ်စီး3လုံး3ထိပ်လို့ထောင်းတယ်နှစ်ကြိမ်ပဲရှိတယ်ဗျဒီ3ထိပ်ဒီမှာတစ်ကြိမ်နဲ့ဒီကမှာ3ထိပ်ဆိုပြီးအဲ့နှစ်ကြိမ်ပဲရှိတယ်ဗျအဲ့လိုမျိုး3ထိပ်လို့3လုံးတမ်းပြီဆိုလို့ရှိရင်နဲ့သူ့ရဲ့နောက်မှာသူက3လုံးပေါင်းချင်း6လို့ထောင်းတယ်ခုဒီမှာလည်းအဲ့လိုပဲသူ့ရဲ့နောက်မှာ6လို့ပဲထောင်းထားတယ်သူကအောက်မှာထွက်မဲ့ကနန်းအဲ့သူကမထွက်မဲ့ကနန်းကဒီမှာကဒီမှာကြတော့ကျွန်တော်တို့993အဲ့993ကဘယ်ကလာလဲဆိုလို့ရှိရင်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်အဲ့သူ့ရဲ့ညာဘက်၄ချိန်မှာကနန်းကို1ချိန်ထားတာဗျဒီမှာကတော့1ချိန်ထားတယ်အဲ့လို1ချိန်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကတော့ဒါကျွန်တော်တို့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ဒီကနန်းပေါ့ဒီကနန်း1ချိန်ရမှာဒါပေမဲ့လို့ကျွန်တော်တို့ဒီနေရာမှာဘာတွေ့နေလဲဆိုလို့ရှိရင်ဒီမှာဒီ993ကိုဒီက993ကိုသူကဒီမှာဒီနေရာမှာ993ဆိုပြီးတော့ဒီလိုမျိုးလုတ်ထားတယ်ဒီမှာဟိုအဲ့လိုမျိုးလုတ်ထားတယ်ဒီက993ဒီမှာ993လို့လုတ်ထားတယ်ဒီမှာကြတော့ကျွန်တော်တို့493ဆိုပြီးလုတ်ထားတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီက993ကိုဒီကိုပို့ပြီးတော့ပေါ့ဒီက993ကိုဒီကိုပို့ပြီးတော့ဒီက493ကိုဒီဘက်ကိုမြန်ပို့မလားလို့အဲ့ဒါပြီးမယ်တော့မသိဘူးဗျဒါကြောင့်493တဲ့ပေါ့နော်